မြောင်းရွတ်တို့ကြွေသည်နှင့်အမျှပရဖူးတို့တူးလေသောစောင်းကူနွေစတပေါင်းလာအခါဟောင်းနှံအိုမင်းချင်းနှင့်ပြိုးမြင့်နှုလွယ်မှုတို့ရှင်ပြုနှွဲပြိုင်စင့်ကျင်ဘက်သဘောတို့တိုက်ဆိုင်ဆုံညီလေသောမိန်ဤရာသည့်အပိုင်းဝယ်ရေရင်ဝိုင်းသောစကိုင်းဌာနီဇေယကန်းဦးစီ၌ဖြစ်ခဲ့လေသည်ရှေလျာသောဘဝရုံးကန်ပွဲကိုရက်စဲနားလျက်အငိမ့်စားတို့တရားရှာရာဤမြို့သာယာ၏စိတ်မြိုင်ပမာတစ်ကြီးဝါပင်များဝေးစာအုံမိုးသည့်တာယိုကြီးလန်းတစ်လျှောက်မှာယောက်ျားပြိုတစ်ယောက်နှင့်မိန်းမပြိုတစ်ဦးတို့လူချင်းမပူးမကွာလျှောက်လာနေကြသည်ယောက်ျားပြိုမှာထွားကြိုင်သမျှတီကြီးခန့်ညာသောရုပ်ရည်ရှိသည်တေးသေးတွေနှင့်မိန်းမပြို၏မျက်နှာလေးမှာမူဖြူစင်နုနယ်သမျှလောက၏ရှုပ်ထွေးသောအရေးအရာအဖျားဖျားကိုပမာပြရကောင်းမှန်မသိသေးဟန်ပေါ်နေသည်ယောက်ျားပြိုသည်လမ်းလျှောက်ရင်းကောင်းကုန်းလျက်အတွေ့နက်လာဟန်ရှိသည်မင်းမပြိုမှာကပတ်ဝန်းကျင်ကိုငေးမျောကြည့်ရင်ဘာကိုမျှအဓိကထားစဉ်းစားလာနေပုံမရကန္နာလန်ကြီးအတိုင်းကိုလျှောက်လာမိရာမှမိန်းမပြိုကစတင်စကားဆိုသည်ငိမ့်လာကြည်လားဆရာကြီးဘာတွေအတွဲလွန်လာလဲယောက်ျားပြိုကမိန်းမပြိုအားတစ်ချက်ကြည့်သည်ထို့နောက်မြစ်ဘက်သို့ငေးရင်တက်ပြင်းမတိမသားရှိုက်လျက်ခက်ညီညီစကားပြန်၏အတွဲလွန်လာတာမဟုတ်ပါဘူးလေလေရဲ့ကိုမျိုးကိုရွာကိုချစ်တဲ့သူတွေနဲ့ခွဲပြီးသွားရမယ်ဆိုတော့မောင်းရင်ထဲမှာဟာနေတယ်ယောက်ျားတန်မဲ့အားလဲငယ်နေတယ်လို့ပဲမိမပြိုဤကြည်လင်သောမျက်နှာလေးမှာတစ်ချက်ညိုးသွားသည်တို့ရတွင်ချက်ချင်းပြန်ရွှင်ပြလျက်ချစ်သူကိုအားပေးစကားပြော၏ဒါတော့မောင်ရဲ့ចောင်းသားဘွားကလေးကလည်းဒီလိုပဲခွဲခွာကြရတာပဲမလားတနေ့ပြန်ဆုံးကြရင်ပြီးတာပဲဥစ္စာဒါပေမဲ့ចောင်းသားဘွားတော်ကနှစ်ကုံចောင်းပိတ်ရင်အိမ်ပြန်ရတယ်ပြန်ရရင်လည်းလဲလဲနဲ့တွေ့ရမယ်အားလုံးဟာနေဝင်နေထွက်သလိုတိတိကျကျမှန်မှန်ကန်ကန်ပဲအခုကတဘိုးဝင်ဝင်ရမယ်နွားလို့ကိုဘွားကိုအစိုးမရတော့ဘူးဘယ်ချိန်မှပဲသွားပြီးဘယ်တော့မှဒီပြန်ရောက်ပါမလဲမသိဘူးလဲလဲဆိုသောမိမပြိုမှာခေါင်းလေးငုတ်သွားပြီးခက်လေးလေးမေး၏မောင်အလုတ်ကသေးကြပြီလားပညာတက်အလုတ်လက်မဲ့ဘဝမှာဟိုလျှောက်ဒီလျှောက်ပေါ့ကွယ်တခုခုတော့သေးချပါလိမ့်မယ်မတက်တာရင်ရထားတဲ့ BL ဘွဲကိုအားကိုပြီးရှိနေလို့စားကျင်စားရမယ်ယောက်ျားပြိုကခဏစကားရက်ပြီးမိမိဘာသာမိမိသဘောကျဟန်မှတ်ချက်ချ၍ရေမောသည်ဥနေဆို BABL အလုံးလက်မဲ့ဝတ်လုံတော်ရဟာ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 ဤအကျဉ်းစကားပြန်မဲစကားမပြန်မဲငှိုင်းနေသူမှလဲလဲဖြစ်သည်နေစုကဟောလဲလဲငြိမ်သွားပြီဘာတွေအတွေးလွန်သွားပြန်ပြီလဲဟူရဲသွမ်းမေးလိုက်မှလဲလဲကဆွဆွမြင့်မြင့်ပြုံရင်လေးလေးဆို၏ဟုတ်တယ်နော်မောင်တို့လဲလဲတို့ငငယ်ကလေးကဒီမြို့မှာဒီရဲတောက်ပြီးဒီမြေမှာအတူကြီးခဲ့ကြတာဘွားခီးဆိုတာကိုဘယ်တော့မှဝေးဝေးလန်လန်မျောဆက်ပြီးမကြည့်ခဲ့မိဘူးအချိန်တန်ကြတော့ခွဲခွာခြင်းဆိုတာကလည်းဆက်ရောက်လာရသေးတယ်နေဆိုကအံ့အားသင့်ဟန်နဲ့လဲလဲကိုကြည့်သည်ဘာကြည့်ရလဲမောင်ရဲ့အော်အင်းမောင်ကလဲလဲကိုအံ့ဩသွားလို့ပါလဲလဲကဒီလိုလေးလေးနက်နက်စကားတွေလည်းပြောတတ်တာပဲကိုလဲလဲကငြိမ်နေရမှခက်ခနဲရဲလိုက်သည်ထို့နောက်နေဆိုမြေမြမမျောလင့်ထားသောစကားကိုဆိုသည်အဲ့ဒါလဲလဲစကားမဟုတ်ဘူးဝတ္ထုတစ်ပုဒ်ထဲကအလွတ်ကျက်ထားတာအခုစီဆိုင်လာလို့သုံးချီအားနေဆိုဤပါဇက်မှာဟသွားကရရမလို့ငိုရမလို့ဖြစ်သွားပြီးနောက်ဟာလဲလဲကလည်းလုပ်ပြီးဟူသာဆိုနိုင်သည်ထိုအချိန်တွင်ချစ်သူနှစ်ဦးမှာစကိုင်းအရေးပါအိမ်ရှိသို့ရောက်နေကြပြီဖြစ်သည်လဲလဲကမြစ်ကမ်းပင်ရှိမြည်စီပင်ကြီးတစ်ပင်ကိုညွှန်ပြရင်းဆိုသည်ဟောမောင်ရောက်ပြီမောင်တို့လဲလဲတို့ငငယ်ကဆုတ်ခဲ့ကြတဲ့မြည်စီပင်ကြီးရောက်လာပြီလာအဲ့ဒီအောက်သွားကြရအောင်ချစ်သူနှစ်ဦးသည်တူးမျက်နှာတူးကြည့်ပြုံးလိုက်ကြပြီးခလေးငယ်များပါမှာတူးလက်တူးဆွဲလျက်ကမ်းပါအောင်မြည်စီပင်ကြီးရှိရာပြေးဆင်းလာခဲ့ကြသည်နှစ်ဦးသာဟိုဟိုတီတီငင်းမြော်ကြည့်နေရမှလဲလဲကကြီးကြီးကျယ်ကျယ်မှတ်ချက်ချပြန်၏အေယာရီမြင့်ကြီးကလည်းစီမြဲစီနေတာပဲဒီမြည်စီပင်ကြီးကလည်းဒီတိုင်းပဲလဲလဲတို့မောင်တို့ဘဝတွေကသာပြောင်းလဲခဲ့ကြတာ
ဒီစကားကိုဘယ်ဝတ္ထုတွေကလဲကနေဆိုအားမျက်စောင်းထိုးလိုက်သည်ဒါကဒီတစ်ခါအကောင်းပြောနေတာကိုအော်မသိလို့ပါလေရဲ့ဟုတ်တယ်ဒီမြေစီပင်ကြီးကသာစကားပြောတတ်ရင်ပြောင်းလဲခဲ့ကြတဲ့လဲနဲ့မောင်အကြောင်းတွေကိုရှောက်အတင်းပြောမှာပဲအိုးဘာတွေအတင်းပြောစရာရှိလို့လဲငယ်တုန်းကဒီမြေစီပင်ကြီးအောက်မှာပဲလက်စီကမုတ်တွေကြားလုံးတွေကိုမောင်ကညာပြီးယူစားတယ်လူပြိုဖြစ်တော့လေဒီမြေစီပင်ကြီးအောက်မှာပဲလက်ကိုမောင်ကညာပြီးမွေးပေးတယ်လဲဤမျက်နှာကလေးရှက်သွေးဖြန့်သွားရင်အတန်ကလေးမနဲ့မောင်တော့ဘာတွေလျှောက်ပြောနေရလဲဟုဟန်တာဤနေဆိုဤမျက်နှာလေးမှာပြန်လဲတည်ငြိမ်သွားပြီးခက်လေးညီသွားသည်အခုတော့ဒီမြင်းစင်ပြင်းအောက်မှာပဲခွဲခွာကြရမလားမသိဘူးဤစကားကိုလဲသည်မြစ်ပြင်ကိုငှေ့ကြည့်ရင်နားထောင်နေသည်မြစ်ပြင်၌ကွန်ပြစ်နေသောတငါလေးကိုမြင်ရ၏မောင်နဲ့လဲကခွဲရမှာကိုကြိုတင်ပူပန်နေုံရှိသေးတယ်ဟိုခမရီကြည်စံဘသူတွေလဲငါးရီပေါ့ဒုက္ခပါပဲအဟုတ်မလို့နားထောင်နေတာအဟုတ်ပြောနေတာငါးလေးတွေသနာပါတယ်တငါလက်ထဲမှာဗာလဲဟိုပါဠိဟာပြီးရဟိဘာဖြစ်တယ်ဆိုလဲချစ်သူချင်းကွဲပြီးဘလောက်အသေးနာစရာကောင်းလိမ့်မလဲဒါထက်မောင်ငါးမှာအသေးရှိလားဤချိန်တွင်နေဆိုသည်မြည်သောမြပြတ်မဖြေတော့တစုံတစ်ခုကိုရှာဟန်ဟိုစန်းဒီစန်းပြုပြီးနောက်အဲ့အတွင်မှာစီကရက်ဘူးထုတ်ယူသည်အော်လေမောင်ကိုမင်းကြီးမပေးတော့ဘူးလားမင်းချစ်ကောမောင်ပေါင်းမိအိတ်ထဲမှာလဲသည်လက်ဝဲဘက်ပေါင်းမိအိတ်တွင်နှိုက်ကြည့်သည်ရှိလဲရှိပဲနဲ့ဟိုဘက်အိတ်နှိုက်ကြည့်ပါဦးလဲသည်လက်ရဘက်အိတ်ကိုနှိုက်ကြည့်သည်ရှိလဲရှိမနေဘူးနေအောင်ဟောဗာလေးပါလေဘောင်းမိအိတ်အတွင်မှထုတ်လိုက်တော့လဲဤလက်အတွင်ရွှေလက်စွပ်တကွင်ပါလာသည်အိုးလက်စွပ်ကလေးလှလိုက်တာနေဆိုကလက်စွပ်ကလေးကိုယူ၍လဲဤဘဲဘက်လက်တကြွယ်၌စွပ်ပေးသည်အိုးဒါလဲဖို့ဟုတ်တယ်လဲပြုံးကနေဝမ်းသာအောင်မောင်တိတ်ကလေးလှုပ်ထားတာပြီးတော့ဘာဖြစ်လဲပြီးတော့လေမောင်လေးရင်ကိုတခါတည်းလိုက်ခဲ့ပါလားအိုးမိုးပါနဲ့လေရဲ့မောင်မအလုံးမရှိသေးပေမဲ့ကိုလင်ကိုများစားလို့ယုံမောင်မစုပြီးသားငွေလေးရှိပါတယ်အဲ့ဒါပြောတာမဟုတ်ဘူးအမကြီးဖြစ်တဲ့မမလွမ်းအောင်ဥအိမ်မထူသေးပဲနဲ့လေကအရင်လင်သားယူရမယ်ဆိုတော့ဟာမမလွမ်းအိမ်အောင်ကြတဲ့အထိစောင့်နေရရင်မောင်နဲ့လေဒီသက်ရကြတော့မှလားမဟုတ်ဘူးအိုးမောင်ကလည်းမဦးမချွတ်ဟုတ်တယ်မမလွမ်းဒီသက်လင်းရပါတော့မလားမသိဘူးရရင်လေသူ့ယောက်ျားဟာအင်မတန်ကန်ကောင်းတဲ့သူဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်အင်မတန်ကန်ဆိုးတဲ့သူလည်းဖြစ်မယ်ဘာလို့မမလွမ်းကချစ်စရာရှိရင်လည်းတိတ်ချစ်တတ်တာမုန်းစရာရှိရင်လည်းတိတ်မုန်းတတ်တာအင်မတန်ကျင်နာတတ်သလိုအင်မတန်မာနလည်းကြီးတယ်မိမဆိုတာနားလည်ဖို့ခက်တဲ့တော်မျိုးပဲအဲ့ဒီမိမတွေထဲမှာမောက်မကြီးကနားလည်ဖို့အခက်ဆုံးပဲသူတော်သားอยู่နော်နေဆိုးကရေမောလိုက်ပြီးဆက်တိုက်မေးသည်ကဲပါမောင်ပြောတာဘယ်နဲ့ရှိလဲလဲမှာငငိုင်လေးဖြစ်သွားသည်မစောလုံးဘူးလားမောင်ရဲ့အိုးလေကလည်းချစ်လူယူကြတာစိုးတယ်လို့ပဲရှိမှလဲနောက်ကြတာပဲရှိရဲ့လဲကကောင်းကလေးခါသည်ခက်တယ်မောင်ရဖေနှလုံးယောဂကလည်းရှိသေးတယ်ဟိုဂျပန်ကောင်တွေဖန်ထားပြီးကလေးကရခဲ့တဲ့ယောဂနည်းနည်းလေးမှအတိမ်ခံတာမဟုတ်ဘူးနေဆိုးမှငိုင်ကြသွားသည်လဲကသာဆက်ပြောနေ၏မိမရှိကလေးကဥမကွဲတိုက်မကွာနေလာကြတာဖေကတန်ရုံစင်တဲ့ကြီးတာလဲလူကိုမပြောနဲ့တူဖြစ်တဲ့မောင်လေးကိုတော့ဘလောက်ချစ်တယ်လဲဒီတော့ပြုံးစားကြီးမောင်းနှောင်လဲလိုက်ခဲ့ရင်ဖေစိတ်ထိခိုက်သွားလိမ့်မယ်လဲကလူကြီးဆဆန်ပြောလာပြန်ရောနေဆိုးမှာကလေးဆိုးကြီးကဲ့သို့ဖြစ်နေပြန်၏ဒီလိုဆိုမောင်တို့ဘယ်တော့လက်ထပ်နိုင်ကြမှာလဲအချိန်ဆိုတာရှိရမှာအချိန်ဆိုတာတိုင်ပင်ဖို့အကောင်းဆုံးသောပညာရှိတဲ့လဲဝတ္ထုတစ်ပုဒ်ထဲမှာဖတ်ဖို့တယ်နေဆိုးသည်လဲအားမောကြည့်ပြန်သည်လဲကအတီပေါက်ဆွနေသည်ဖြင့်နေဆိုးအတွက်ရေရခက်ငိုရခက်ဖြစ်နေသည်ဒီတော့တနေ့လက်ထပ်ကြမှာပေါ့မောင်ရဲ့ခုလောအဖေယောဂကလည်းဖောက်နေလို့အဖေယောဂတက်တာလာရင်ဖြစ်မောင်အလုပ်ကအတီကြဖြစ်လို့အဖေရောလေရောမောင်လေးရောလိုက်နေနိုင်ကြရင်ဖြစ်အားလုံးအဆင်ပြေသွားမှာပေါ့စိတ်ချပါမောင်ရဲ့
လေတို့မှာမောင်ကိုပဲအားကိုးစရာရှိတယ်လဲလဲဤစကားနောက်ဆုံးစကားကြောင့်နေဆိုးရင်မှာစွန့်နစ်သွားသည်ငယ်ရွယ်သူလေးဖြစ်လျက်စိတ်အလိုမလိုက်ပဲတာဝန်သိတတ်သူလေးကြောင့်မိမိကိုမိမိပြန်ရှက်သွားသည်ထို့ကြောင့်အတန်းကြောင့်ငိုင်းနေပြီးမှလဲလဲဤလက်ကလေးကိုဆုပ်ညစ်လိုက်ပြီးစိတ်ဆုံးပြတ်ဟန်ပင်သက်ရှိုက်လိုက်၏sorry လေမောင်နေတကူကောင်းဆန်သွားတယ်လဲလဲပြောတာမှန်တယ်မောင်စွတ်မတိုက်တွန်းတော့ဘူးလဲပြောသလိုအားလုံးမိခုနိုင်တဲ့ဘဝရအောင်မောင်ကြိုးစားမယ်နေဆိုးကခန့်ညာတီကြီးစွာပြုံး၍ချစ်သူကိုစိုက်ကြည့်နေသည်လဲလဲကလည်းတောက်ပစွာပြုံး၍ပြန်ကြည့်သည်ထိုစဉ်မလန့်မကန်ကန်းနှဖူးထိတ်မှကြကားတစည်းမောင်းဆင်းလာသည်ကိုတွေ့ကြရ၏လာမောင်ပြန်ကြရအောင်ဟိုမလူတွေလာနေပြီပြီးတော့ဖဖေကိုလည်းစေးတိုက်ရအောင်မယ်လဲလဲနဲ့နေဆိုးသည်အိမ်ရီမပြတ်ဖြတ်သွားသောကြကားကိုမကြည့်ပဲကန်းထက်လန်းစီပြန်တက်သွားကြသည်တို့ရတွင်ကားမောင်းလာသောလူရွယ်ကမူသူတို့နှစ်ဦးအားကောင်းစွာမြင်လိုက်သည်ထိုလူရွယ်မှာကျဲဝန်းသောရင်တွင်ပေါ်လွင်ထင်ရှားသောမျက်လုံးမျက်ခုံးနှာရန်နှင့်ချုံမိုးရီမွန်သမျှခန့်ညာတည်ကြည်သောအသွင်လက္ခဏာရှိ၏ကားပေါ်၌လူရွယ်အပြင်အသားလက်လက်နှင့်အခြားမိတ်ဆွေတဦးပါလာသည်လူရွယ်ကကားကိုဆက်သက်လိုက်၍စတီယာရင်ကိုမလွတ်သေးပဲလဲလဲနှင့်နေဆိုးတို့အားမျက်စိတစုံလိုက်လှမ်းကြည့်ပြီးမှမှတ်ချက်ချသည်။အော်အချိန်တွေဘလို့ပြောင်းပေမဲ့နိုင်မြင့်ကြီးလိုအေယာရီမြင့်ကြီးကတော့အစီမြဲစီလျက်ပဲ။ဒီကိုဘာဆိုလို့ဒီသဘောမပေါက်သည်ဘေးမှမိတ်ဆွေကမေးသည်။အလုံးကိုမင်းညိုဘာတွေများအဘိဓမ္ဆန်ဆန်ညင်းနေတာလဲ။ကိုမင်းညိုဆိုသူလူရွယ်ကလဲလဲတို့စုံတွေစီမှမျက်လုံးကိုမရွှေသေးပဲတလုံးချင်းဖြစ်၏။အေယာရီမြင့်ကြီးရဲ့ဇေယျကန်းဦးရဲ့ဇေယျကန်းဦးကချစ်သူမောင်နှံရဲ့ဒီဇလန်းကတော့ဘယ်တော့မှဆုံးမှာမဟုတ်ဘူးအဖော်ဖြစ်သူမိတ်ဆွေကခေါင်းတညိတ်ညိတ်လုပ်ပြီးမှန်ပါလေရဲ့ဗျာဇေယျကန်းဦးရဲ့ကန်းတဖူးကကြည်နူးကြတဲ့ချစ်သူမောင်နှံရဲ့ဒီဇလန်းကတော့တန်တာလေးကန်းတိုင်မဆုံးနိုင်ဆိုကြပါစို့ဒါပေမဲ့ခမည်းကတော့စကိုင်းတောင်ရိုးကဧကစားသုံးတဲ့ဘုံမူလိုနှုံးဖို့တယောက်တည်းမုန်းတလို့ရောက်ရဲနေရတဲ့အတွဲမဲ့တဲ့ဘဲ့ပဲ့ဘဝပဲရှိပါသေးသလားဟုနဘေထက်၍အုပ်လိုက်သည်ကိုမင်းညိုခေါ်လူရွယ်ကစိတ်ဆိုးဟန်ပြု၍ပြန်တွေ့သည်နေပါအောင်ကိုစောမောင်ခမည်းကောဝတ်ကြောင်ဝတ်ဖိုးသူတော်ဘဝကဘဲကံမကျွတ်မမှုလေတငယ်ချင်းဦးသည်အာရပါရရေမောလိုက်ကြ၍ရေစက်တောင်ရန်၌ဆင်းလိုက်ကြသည်စောမောင်ကရေစက်၌နေရာခင်းချင်းပြင်ဆင်နေစေကိုမင်းညိုဆိုသူကတာယာသောရှုမြုံခင်းကိုလှဲ့လေငေးမိုးကြည့်ရင်မိမိကိုမိမိပြောတကယ်သူညီ၏ရေရင်ပဝိုင်းစကိုင်းဌာနီသူမျက်နှာမူရာလက်ရဘက်မြင့်ပြင်၌တဲတောင်တို့ထွန်းဆပြုနေသည်မြောက်ဘက်လက်ဝဲစီ၌မူနေညိုသောအင်းဝကုန်းတရာကြီးကိုကြော်လျက်ရွှေကြက်ရဲ့ရွှေကြက်ကြကြက်မင်းညီတော်တို့လှမ်းဖူးမြင်နိုင်သည်စောမောင်ကညင်၍စကားမပြန်ခိုင်းသူကသာဆက်ပြောနေသည်ကိုစောမောင်ကျွန်တော်ဒီပြန်မရောက်တာစွတ်ပေါင်း12နှစ်ရှိသွားပြီခင်ဗျားအမေရိကမှာဘယ်လောက်ကြာခဲ့လဲ9နှစ်ကျော်ပါခင်ဗျားနဲ့ကျွန်တော်တို့10တန်းအောင်ပြီးစားကလေးကကွဲသွားကြတာနော်ကိုမင်းညိုကပြန်၍နှုတ်နဲ့မဖြေခေါင်းနဲ့တစ်ဖက်ကန်အင်းဝစီမှမြုပ်ပြပြဆိုင်သောတောတန်းများကိုငေးရင်နေထို့နောက်တလုံးချင်းစကားပြန်ပြောသည်နယူးယောက်မှာတော့ကနှွေးဆိုရင်ကျွန်တော်တို့ရေသွားကူးကြတဲ့ Coney Island Beach ဆိုတဲ့ပင်လယ်ကမ်းဆက်ရှိရယ်ကဘာကျော်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်ကမောင်းမကန်းတို့ငပလီတို့မပြောနဲ့စကားရိတ်သားကိုတော့မမီဘူးတောတောင်ရေမြေမြစ်ကမ်းတောင်ချေနဲ့တဘာဝအခြေကြလှနေတဲ့နေရာမှာကျွန်တော်တို့မြန်မာပြည်ဟာဆန်နမူနာရှားတယ်စောမောင်သည် secret လိတ်ကိုမင်းညိဖွာရာမှမင်းညိုဘက်သို့လှည့်၍ခမားဟာဆရာဝန်တူလုပ်ပြီးအတော့ကိုကြပြဆန်တဲ့သူပဲဟုဝေဖန်သည်ဆရာဝန်ကြီးဟိုကိုစောမောင်ကဝိသေသပြုသောဒေါက်တာမင်းညိုသည်ခမိုင်မှန်ပြုံး၏ဒါကတော့ကျွန်တော်ဟာဘလို့အကြောင်းကြောင့်ဆရာဝန်ဖြစ်လာရလဲဆိုတာခမားလည်းသိသားပဲလေကျွန်တော်ပင်ကိုဝါသနာကကြပြစာပေနဲ့ဂီတမဟုတ်လား
ထိုခါကြမှအစိုးမောင်ကလည်းအတိမတ်ပြုဟန်ခေါင်းတဆက်ဆက်ငိမ့်သည်အေးဗျာခမည်းကတော့အံ့လောက်တဲ့လူပဲကို့အမေမျက်လုံးကွယ်ပြီးဘွာဆုံးခဲ့တာကိုအကြောင်းပြုပြီးမျက်စိကုသရေးမှာပါရဂူမြောက်တဲ့ဆရာဝန်ကြီးတူဖြစ်လာအောင်စူးစမ်းခဲ့တဲ့ဇွဲအတွက်ချိမွန်းပါတယ်ဗျာဒါပေမဲ့ကျွန်တော်အမေကိုတော့ကျွန်တော်မကုခဲ့ရဘူးကြံတိုင်းလည်းမဖြစ်တဲ့လူဘဝဆိုတာဒီလိုပဲပေါ့ဗျာဒါပေမဲ့အခုဆိုခမည်းလူတော်ဝါအများကိုကဲမကူညီနိုင်တယ်ငွေကြေးဆိုလဲလက်ဖြာသီးနေတာပဲစေတနာအကျိုးပေးတိုင်းစိတ်ချမ်းသာရတာပဲမဟုတ်လားဤတွင်ဒေါက်တာမင်းညိုကမှိုင်းပြပြုံးပြန်သည်မထင်ပါနဲ့ကိုစောမောင်ရဲ့ဗျာဘလို့မထင်ရမှာလဲကျွန်တော်တို့ဆရာဝန်တွေဆိုတာအသက်နဲ့အသက်ပမာတန်ဖိုးထားကြတဲ့သဘောတွေကိုနေစဉ်ကင်တဲ့အလုံးလုံးနေရတဲ့သူတွေပါလုပ်ငန်းတိုင်းမှာအောင်မြင်မှုနဲ့ဆုံးရှုံးမှုဆိုတာရှိစမြဲပဲခက်တာကကျွန်တော်တို့ဆရာဝန်တွေရဲ့အောင်မြင်မှုဆုံးရှုံးမှုတွေကြတော့လူတွေအသက်နဲ့ချိန်ဆက်ပြီးတိုင်းယူကြရတယ်ဒေါက်တာမင်းညိုသည်လေးနက်သောအတွေးကိုဖော်ရန်စကလုံးရှာတဲ့ကဲ့သို့ခိတ္တစဉ်းစားရင်းငြိမ်သွားသည်ထို့နောက်မှသူ့ထုံးစံအတိုင်းတလုံးချင်းဖြင်းညင်စွာဆိုသည်အောင်မြင်ရင်အသက်ဆုံးရှုံးရင်အသက်သို့မဟုတ်အသက်ပါမှာတန်မိုးထားရတဲ့အရာတွေအောင်မြင်တဲ့အခါဆရာဝန်တွေဟာကျေးဇူးတင်ခံခြင်းမှခံရပေမဲ့ဆုံးရှုံးလာတဲ့အခါသူတစ်ပါးမခံစားရတဲ့အထင်လွဲမှုဆွဆွဲမှုမုန်းတီးမှုတွေကိုခံရတတ်တယ်။တခါတရံစေတနာကောင်းပေမဲ့စေတနာကတခြားဖြစ်ပွားလာတာကတကယ်တော့အဲ့လိုအချိန်မျိုးမှာသိဆင်းရဲစရာကောင်းတယ်။ဒါကြောင့်မို့လဲဆရာဝန်တွေဟာလူနာအပေါ်အနောဒိဋ္ဌမေတ္တာကလွဲပြီးပုဂ္ဂလိကတန်ရုံးစင်မရှိအောင်ဂုဏရှိသမျှတရားနဲ့ရှင်တဲ့ဥပ္ပခါလည်းရှိနိုင်အောင်စေပညာကစိတ်တဗေဒဆုံးမထားတာပဲအဲ့လိုစိတ်မျိုးမထားနိုင်ရင်ကိုအဲ့လိုစိတ်မျိုးမထားနိုင်ရင်ဆရာဝန်ဟာကဘာမှာကန်အဆိုးဆုံးလူတယောက်ဖြစ်တတ်တယ်စောမောင်ကမျက်မှောင်ကျုံးလျက်သူ့အားမော့ကြည့်သည်သူကမူစကားကိုဖြတ်လိုက်ဟန်နေရာမှလည်းရွှေ့ရှား၍ချက်ကားစီသူထွက်ခဲ့၏လာပြုံးကိုစောမောင်အစားအသောက်တွေနဲ့ဘီယာပလင်းတွေချမယ်ပြီးတော့ရေကူးကြရအောင်